ကျောက်စင်းကန်ရဲ့မျက်စောင်းထိုးနားလေးကလာမသူကွိတ်ငုံပေါ့နော်မိကိုကျွန်တော်၄သိန်းခွဲနဲ့ရောင်းပေးမယ်ခင်ဗျကျွန်တော်ကြည့်လိုက်ပါအောင်ကျွန်တော်ကျောက်စင်းကန်လမ်းမီနေရပါနော်ဒီအကွက်ကနေလမ်းမီနေရကျွန်တော်တို့တကွက်မဲငုံပဲခင်ဗျာဒီမှာဈေးခေါ်လာစီလို့ကျွန်တော်၄သိန်းနော်3သိန်းခွဲ3သိန်း2သိန်းခွဲ2သိန်းစီအဆဆရှိတယ်ပေါ့နော်လွယ်စတုံးအပေါ်ရပါလွယ်စတုံးအပေါ်ရမယ်တရှိပါတယ်အကျော်စင်းကန်ရဲ့မျက်စောင်းထိုးပေါ့နော်ရှုခင်းရမ်းလာပါတယ်ခင်ဗျအရန်ကိုတာရတဲ့နေရာလေးပဲဖြစ်ပါတယ်ပန်ရှင်ကိုစီးလဲကျွန်တော်အရန်စိတ်သက်သာပါခင်ဗျကျွန်တော်ဘတ်၄သိန်း3သိန်းခွဲဆိုပေမဲ့ကျွန်တော်အရေးကြ2လလေးရသေးတယ်နော်အရေးကြ2လ3လလား4လလား5လအများဆုံး6လအထိပေါ့နော်ကျွန်တော်ရတယ်ကဲလူချင်းမလို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတေးစိတ်မီးမြန်းပြီးလာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ခင်ဗျာကျေးဇူးပါတယ်ခင်ဗျာ